အားလုံးပဲမင်္ဂလာပါ Audio by Flame Channel နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာလေးကတော့တာတီနဲ့တိုက်နွားဆိုတဲ့အတန်ဇလန်းလေးပဲဖြစ်ပါတယ်ကဲပရိသတ်ကြီးအစဉ်နဲ့ဖြင့်ကျွန်တော်တို့စလိုက်ကြအောင်ညတကောင်ကျော်လောက်ရှိပြီဗျဒီမှာပဲနွားတွန်တိုင်ယူကြားနေရတာကျုပ်လည်းအိပ်ပျော်နေရကနေလမ်းနိုးသွားတယ်ပေါ့အဖားနဲ့အမေလည်းနိုးသွားတယ်ဘသူ့နွားလုံးနေတာလည်းမသိဘူးစောစောကလေးကကြားနေတာရွာမြောက်ပိုင်းကစပြီးတော့ကြားရတာအမေကဘာကိုပြောနေတယ်ဗျအခုကြားရတာကကျုပ်တို့ဝိုင်းရှိကဗျကျုပ်ပါအေးရရထလာတယ်အိမ်ရှိမှကားထားတဲ့တစ်သားချောင်းတွေကြားကနေဝိုင်းပြင်လမ်းမပေါ်လှမ်းကြည့်နေတယ်ဗျနွားသံကတော့တော်တော်အကောင်ကြီးမဲ့ပုံပဲဟာဒါပေမဲ့ငါတော့ဘာနွားမှမမြင်မအောင်ငွေစင်ရဩလမ်းမသားတော့လဲမှောင်နေတာကိုညံဘယ်မြင်မတော့ဟောအတန်းကတဖြည်းဖြည်းဝေးသွားတယ်ဗျတောင်ဘက်ကိုအတန်းကရောက်သွားတယ်ဒီမှာပဲဗျာတောင်ပိုင်းကခွေးဟောင်းတန်တွေကစူညံသွားတာပဲခွေးတကောင်ရဲ့မချီမဆန်អော်လိုက်တဲ့အတန်ကလည်းကြားရတယ်ခွေးဟောင်းတန်ဆိုတော့လည်းအမျိုးမျိုးရှိတယ်ဗျမွေတွေးလို့ဟောင်းတဲ့အတန်ကတစ်မျိုးခွေးတကောင်နေကြုံလာလို့ဟောင်းတဲ့အတန်ကတစ်မျိုးနန္ဒဘောကမကောင်းဆိုးရတွေကိုတွေးလို့ဟောင်းတဲ့အတန်ကတစ်မျိုးလူဟောင်းတဲ့အတန်ကတစ်မျိုးပေါ့ဗျာဒါပေမဲ့အခုကြားနေရတဲ့ခွေးဟောင်းတန်ကတော့နေကြုံလာတဲ့ခွေးကိုဟောင်းတဲ့အတန်မျိုးဗျကျုပ်စိတ်တင်တော့စောစောကကြားရတဲ့နွားကိုဟောင်းတာပဲဖြစ်ရမယ်ခွေးတကောင်တလေကနွားရဲ့နောက်ကိုပြေးလိုက်လို့နွားကန်လိုက်တာလို့လည်းထင်မိတယ်ခွေးတကောင်မချီမဆန်អော်တဲ့အတန်ကြားလိုက်ရတော့အဘနဲ့မရတော့ချက်ချင်းပြန်အိလို့မပြောကြတော့စိတ်လိတ်ထိုင်တော့နေကြတယ်လူကြီးဆိုတာကလည်းခက်တယ်ဗျညဘက်အချိန်မဟုတ်ဘဲနဲ့နိုးသွားရင်ချက်ချင်းပြန်အိလို့မပြောတော့ဘူးလေဗျဟဲ့နွားဟဲ့ဘယ်ကနွားတော့နွားတွေ့လားတွေ့တော့မတွေ့ဘူးဟောခွေးတန်နေရောလူတန်နေရောစူညံနေပါလားကိုညံဟဲ့တာဒီနိုးလားနိုးတယ်အမေကျုပ်လည်းနားဆွင့်နေတာဘာဖြစ်တာလဲမသိဘူးဗျလူတန်တွေပါကြားလာလို့အေးဟုတ်တယ်လူတန်တွေပိုများလာပါလားကိုညံဘာတွေဖြစ်ပြီးတော့မသိဘူးတော့ကျုပ်သွားကြည့်လိုက်မလားမေဟာမသွားနဲ့တာတွေဘာဖြစ်မှန်းမသိဘူးမနေ့ကျတော့အเจ้าဆုံးသိရမှာပေါ့အမေဟန်းလိုက်တာနဲ့ကျုပ်မသွားပြတော့ဘူးဗျရာသီဥတုကလည်းဆောင်းဝင်သားဆိုတော့အညာမှာအေးစာပြုတ်နေပြီအပြင်မှာတော့တော်တော်လေးအေးနေပြီပေါ့ဒါကြောင့်ကျုပ်လည်းမသွားပြတာပါခွေးရောက်တန်တွေကတော့နည်းနည်းကျဲသွားတယ်အမေနဲ့အဖရောကျုပ်ရောနားဆွင့်နေကြတော့ကိုကြီးတာတွေဟဲ့တာတွေနင်းကိုလာခေါ်နေတာဘသူတွေတော့အတန်ကြားလိုက်တာနဲ့ကျုပ်ကတော့တန်းသိတာပေါ့ဗျာဒါကြောက်ခဲရဲ့အတန်ကိုကြောက်ခဲဗျအမေကဒီကောင်ကိစ္စတော့ရှိပြီထင်တယ်ကျုပ်လည်း3000တော့တန်မီကိုဆွဲပြီးတော့ဝိုင်းထဲကိုဆင်းလာခဲ့တယ်အဲ့ကောင်ကြောက်ခဲလာဝင်းခဲ့ဘာတွေဖြစ်တာတော့ကြောက်ခဲနောက်မှာတော့တန်မဏိပါလာတယ်ဒီကောင်တစ်ကောင်ကချမ်းလို့လက်ကလေးတွေပိုက်ပြီးတော့ကုတ်လေးတွေဖြစ်နေတာဗျကိုကြီးတာတွေကိုလူကျော်တေးသွားပြီဗျဟဲ့လူကျော်တေးပြီဟုတ်လားငါတကယ်ချင်းလူကျော်လားဟုတ်တယ်ဗျဟေးဘလို့သေးတာတော့ညနေကတော့ငါနဲ့တွေ့သေးတာပဲလေအကောင်းကြီးကိုဟုတ်တယ်ကိုကြီးတာတဲ့စောစောကနွားတော်တယ်မကြောက်ဘူးလားအေးကြားတယ်လေဘသူနွားလွတ်တာတော့အဲ့ဒီနွားဝေလို့ကိုလူကျော်ပွဲချင်းပြီးကိုတေးသွားတာဟေးဟုတ်လားတဲ့ဘသူနွားတော့ဘသူနွားမှမဟုတ်ဘူးကိုကြီးတာတဲ့နွားကမြင်ဦးမမြင်ရတာဗျဘလို့ကကြောက်ခဲ့ရနွားကိုမမြင်ရဘူးဟုတ်လားနွားကလူကိုဝှေ့ပြီးတော့ထွက်ပြေးသွားလို့လားမဟုတ်ဘူးကိုကြီးတာတွေကနွားကအတန်မဲကြားရတာမြင်ဦးမမြင်ရတာအေးငါဘာလဲပြောတယ်ကွာစောစောကသူထားကြည့်တာနွားမတွေ့ဘူးတဲ့ဟုတ်တယ်ဗျနွားကကိုကြီးတာတို့ဘက်ကနေတောင်ပိုင်းကိုရောက်လာတာကိုလူကျော်တို့ဝိုင်းရှိရောက်တော့ဝိုင်းတကားကဟနေတာလေဗျဝိုင်းထဲကခွေးတွေထွက်လာပြီးတော့ဟောင်းဒီမှာပဲနွားကခွေးနောက်ကိုပြေးလိုက်ရင်ဝိုင်းထဲကိုရောက်လာတာတဲ့ဝိုင်းထဲရောက်တော့နွားထားတဲ့တင်းကိုဘက်ကိုသွားလို့နွားတွေကလည်းနှာတွေမဟုတ်ရုံးကန်လုံးနဲ့ခွေးတွေကလည်းဝင်ဆွဲကြတော့အဲ့ဒီနွားကကိုလူကျော်တို့ခွေးညိုကြီးကိုစောင့်ကန်လိုက်ရောခွေးကဆက်ငယ်နဲ့တခါတည်းတေသွားတယ်ဗျ။အော်ဒါကြောင့်ခွေးတကောင်မကြည့်မစက်អော်တဲ့အတန်မျိုးကြားရတာကိုဒီတော့ကိုလူကျော်ရောသူ့ဘာဝိုင်းနဲ့ပြေးဆင်းလာတာပေါ့ဗျာ။အဲ့ဒီမှာနဲ့တွန်သိန်းတစ်ချက်ကြားလိုက်ရပြီးတော့ကိုလူကျော်ကိုပြေးဝေ့လာတယ်ဗျ။ကိုလူကျော်အပေါ်9ပေလောက်မြောက်တက်သွားတယ်။ပြီးမှမြေကြီးပေါ်ကိုခြေပြက်လက်ပြပြုတ်ကြတာလှုပ်ကိုမလှုပ်တော့ဘူးဗျာ။ဟာပေါ်ချင်းပြီးသေရောလား။သေဆိုရင်ဘက်မှာပေါက်နေတဲ့နွားကြိုရာက2လမှလောက်ရှိတာဗျ။သွေးတွေမှာအိုင်ထုံးနေလိုက်တာဗျာမြင်လို့မကောင်းလူကျော်ဆိုတာကကျုပ်တငယ်ချင်းဗျကျုပ်ဘယ်လိုစိတ်ကောင်းနိုင်မှာတော့ဗျာကြောက်ခဲလို့တမီတို့နဲ့ကျုပ်ချက်ချင်းကိုလိုက်လာတယ်လူကျော်တို့ဝိုင်းထဲမှာလူတွေကိုအုံနေတာဗျကျုပ်တို့ထနောင်းကုန်းတကြီးနဲ့စိန်ကောင်းတွေလည်းရောက်နေကြတယ်ဗျဝိုင်းထဲမှာအောင်းလင်းတက်မီတွေတလုံးနဲ့ထောထားတယ်လူကျော်အလောင်းကတော့ပက်လက်နဲ့ဆက်ဆံကြီးဟုတ်ပေါ့ဗျာရင်အုံမှာနွားကြိုရာကြီးဗျလုံးဘက်က2လမှလောက်ရှိတယ်သွေးတွေကတော့အကိုထိစီးနေတော့ဟာစမ်းဆောင်မယ်အောက်မှာလူကျော်ခွေးညိုကြီးဗျဆန်းကြီးပေးနေတာဟ
ကျိုးတို့ရွာတွေကလူတွေကညိုကြီးကိုလက်နဲ့ဆန်းကြည့်နေကြတယ်နံရိုးတွေအကုန်လုံးကျိုးနေတာကွာတော်တော်ပြင်းတဲ့ကန်ချက်ပဲခွေးညိုကြီးကိုလည်းမမြင်ရတဲ့နွားကန်သွားတာဗျလူကြောကိုလည်းမမြင်ရတဲ့နွားပဲဝှက်တက်ထားတာပေါ့ဗျာကျိုးတို့ရွာမှာဖြစ်လာရင်အဆန်းနေကြီးပဲဟောအရှိပိုင်းကိုရောက်သွားပြီဟေးနွားတန်တွေရောခွေးတန်တွေရောကြားရတယ်ကွာကိုပန်းမောင်ဆိုတဲ့လူကထားပြောတာကျုပ်လည်းဘာလို့အောင်လဲဆိုတော့တွေးမိသွားတာကျုပ်ချက်ချင်းပဲအိမ်ကိုပြန်လာတယ်ကြောက်ကလေးတို့နှစ်ယောက်ကလည်းကျုပ်နဲ့ထက်ချက်မကွာပဲလိုက်လာတယ်ဗျအိမ်ရောက်တော့ဘာလို့အမေတို့ကိုအကျိုးအကြောင်းပြောပြလိုက်အောင်ဟာဖြစ်မှဖြစ်ရလေဟဲ့လူကျော်သေးပါပေါ့လားအမေကတော့ပြောပြီးတော့မျက်ရည်တွေတုပ်တယ်အဘတို့အမေတို့ကကျုပ်တငယ်ချင်းဆိုရင်လှုပ်ခင်တာ哦ကျုပ်လည်းဆေးလွယ်အိတ်ကိုယူပြီးတော့မျက်ကွင်းစေးကွင်းလိုက်တယ်လွယ်အိတ်တွေကချိန်ပန်းကွင်းကိုချပြီးတော့အပေါ်သုံးမှာတင်ထားတယ်ယူလို့လွယ်အောင်ပေါ့ဗျာကျုပ်ကဆွေးလက်အိတ်ကိုဇလွယ်တိုင်းထားလိုက်တယ်ကဲကြောက်ခက်နဲ့တမ်းမနေရွာရှိပါအောင်တွားကြစို့ကွာကျုပ်ကရှေ့ကထွက်ဒီနှကောင်ကနောက်ကနေကပ်ပါလာရောတာဒီနေလဲတတိဝရိယထားအောင်တော့အမေကကျုပ်ကိုလှမ်းအောင်ပြောတယ်ဗျကျုပ်တို့၃ယောက်ရွာရှိပိုင်းကိုရောက်တော့အိမ်ဝိုင်းတော့မှစိုက်ထားတဲ့ငပြောပင်တွေဝှေ့နေတဲ့အတန်ကြားရတယ်ဗျခဏနေတော့တပြင်းပြင်းအတန်တွေကြားရပြန်အောင်ငပြောပင်တွေနားကမကြီးပင်ကြီးကိုကိုလုံးနဲ့ပေါ့နေတဲ့အတန်ဟာတွေ့ပြီဗျိုးတွေ့ပြီနဲတဲ့အကောင်ကြီးမှမဟုတ်တာဗျာနက်နက်ကြီးဗျအရက်ကကျုပ်တရက်ထထောင်မြင့်သေးတယ်ခေါင်းကြီးကခွဲတောင်းတစ်လုံးလောက်ကိုရှိတာယူကြီးတွေကလည်းနှစ်လမရေပိုင်းလောက်ကိုရှိတာဗျိုးဒီယုံနဲ့ကျုပ်တငယ်ချင်းလူတော်ကိုပွဲချင်းပြီးအောင်ဝှေ့သက်ခဲ့တာပေါ့ဗျာကျုပ်တသေးချာတိသွားပြီကျုပ်ဆရာကြီးတွေနဲ့လိုက်တော့မှတ်သားထားဖို့ရှိတယ်ဘိုးတုဒ္ဒအရာဆိုရင်ဒါတိုက်နွားဗျသူ့ကိုစီရင်တဲ့ဆရာသေးသွားလို့လားဒါမှမဟုတ်မနိုင်တော့လို့လွတ်ကြံခဲ့တာလားတော့မသိဘူးဗျကျုပ်လည်းခလန်းလန်းကနေပဲအကဲခတ်နေတာအနားကိုတော့တိတ်ပြီးမကက်ရဲဘူးခုနကလေးတင်ကျုပ်တငယ်ချင်းလူကျော်ဝှေ့သက်ထားတဲ့နွားလေးဗျကျုပ်ဘယ်လိုလုပ်အနားကိုကက်ရဲမှာတော့ကျုပ်ဆေးလက်အိတ်ထဲကဆရာတော်ဘပေးခဲ့တဲ့ခြေမန်းကွင်းကိုထုတ်ယူတယ်ခြေမန်းကွင်းကိုတဆင့်ထပ်ဖြည့်တယ်ခြေမန်းကွင်းအကျယ်ကြီးဖြစ်သွားတယ်ဗျဒါမှပဲတိုက်နွားကြီးရဲ့ကောင်ကိုဆွတ်လို့ရမှာ哦ဟောတိုက်နွားကြီးရဲ့နှာမုတ်တဲ့အတန်ကြားရပြန်အောင်ခွဲတောင်းလောက်ရှိတဲ့ခေါင်းကြီးနဲ့နှစ်လမရှိတဲ့ဂျိုကားကြီးကဝှေ့ကရမ်းကနေလှုပ်ရမ်းနေတာဗျမျက်လုံးတွေကြီးနှလုံးကလည်းမှောင်နေတဲ့အထဲမှာတော့မှရဲတောင်းနေတာပဲမှောင်ထဲမှာလိုက်ကြည့်ပြီးတော့သူ့ရဲ့ရန်သူကိုလိုက်ရှာနေတဲ့ပုံမြကျုံနဲ့ကြောက်ခဲတို့နှစ်ယောက်ကတော့ကက်လျက်ဝိုင်းရဲ့ရှေ့ကထနောင်းမင်းကြီးနောက်မှာကက်ပြီးတော့ကြည့်နေရတယ်ဟောတိုက်နွားကြီးကရန်သူရဲ့အငွေးသက်ကိုရသွားတဲ့ပုံပဲဗျမြေကြီးကိုခွာနဲ့တပုတ်ပုတ်ရက်နေတာနှာခေါင်းကလည်းတဖူးဖူးနဲ့မှုန့်နေသေးတာသူ့ကိုယ်လုံးကြီးကလည်းမကြီးပင်ကြီးကိုတပြင်းပြင်းနဲ့ပုတ်နေသေးတယ်ဗျဒီတိုက်နွားကြီးရဲ့ခေါင်းကိုဒီချေမန်းကွင်းဆွတ်ဖို့ဆိုတော့မလွယ်တော့ဘူးလို့ကျုပ်ထင်မိတယ်ဒီချေမန်းကွင်းကြီးကိုသူ့ခေါင်းကိုဆုံးမချခင်မှာပဲသူ့ရဲ့ဂျိုပြားမှာကျုပ်ရဲ့အသက်ကပါသွားတော့တာသိကြတယ်ဒီတိုင်းလှော်ထားလို့ကတော့မဖြစ်ဘူးမနက်မိုးမလင်းခင်ကျုပ်တို့ရွာသားတွေဘယ်နှယောက်ထပ်သေးမယ်ဆိုတာဘလို့မှမပြောနိုင်ဘူးကြောက်ခဲတဲ့တံမရီကတော့ကျုပ်ကိုအခဲခံပြီးတော့ကြည့်နေသူတို့ကနွားကြီးကိုတော့ဘင်းမြင်မှာတော့အတန်ပဲကြားနေရတာကိုကြည့်တာတွေမြင်ရလားကြောက်ခဲရဲ့ကျုပ်ကိုလေတံနဲ့မေးတယ်ဗျကျုပ်ကခေါင်းချင်းပြလိုက်အောင်အကောင်ကြီးလားငါအရက်ထက်မြင်တယ်ခေါင်းကခွဲတောင်းလောက်ရှိတာဟာဖြစ်ပါမလားကိုကြည့်တာတွေမဖြစ်တော့မလုံးနဲ့ဗျတော်တော်ကြာကိုကြည့်တာတွေပါအန္တရာယ်ဖြစ်နေဦးမယ်ကျုပ်လည်းကြောက်ခဲကိုလက်ကပြလိုက်တယ်ကျုပ်ကလုံးရင်ကောင်းမလဲလို့လည်းတွေးတာပေါ့အဲ့ဒီမှာပဲကျုပ်မဖဲဝါကိုသွားပြီးတတိယမိတာကျုပ်လွယ်တဲ့ကလေးပါအိတ်ကလေးကိုယူပြီးတော့မဖဲဝါရဲ့ကိုပွားရုပ်လေးကိုကြောက်ခဲတော့မမြင်အောင်ထုတ်လိုက်တယ်ကဲမင်းတို့နှစ်ယောက်ကဟိုတရက်ပင်ကြီးအနောက်မှာသွားနေဖြည်းဖြည်းလေးသွားတော့မင်းတို့ကိုနွားကြီးမြင်သွားရင်မလွယ်ဘူးဒီကောင်တစ်ကောင်ကလည်းရွှေ့တယ်ဆိုအောင်လေးရွှေ့ပြီးတော့တရက်ပင်ကြီးနောက်မှာကက်နေကြတယ်အဲ့ဒီတော့မှပဲကျုပ်ကတင်းချိုင်းရှင်မကြီးမဖဲဝါခင်ဗျာထနောင်းကုန်းကတာတေပင့်ဖိတ်ပါတယ်လှော့ရေးကြီးနေလို့အခုချက်ချင်းကြွပါဗျာကျုပ်ကတော့တိုးတိုးလေးပြောပြီးတော့မဖဲဝါကိုပင့်လိုက်အောင်ဟောလှုပ်လာပြီကျုပ်လက်ထဲမှာဆုပ်ထားတဲ့မဖဲဝါရဲ့ကိုပွားရုပ်ကလေးကလှုပ်လာတယ်ဗျမဖဲဝါရဲ့ကိုပွားရုပ်ကလေးမှာအသက်ဝင်လာပြီဆိုတော့ကျုပ်သိလိုက်တယ်တင်းချိုင်းရှင်မကြီးမဖဲဝါဗျာဒီတိုက်နွားကြီးကိုကျုပ်ချိန်မန်းခွင့်ဆုံးမှဖြစ်တော့မယ်ဒီတိုက်နွားကြီးကကျုပ်တို့ရွာသားတယောက်ကိုတတ်လိုက်တယ်ဗျာလှုပ်ထားရင်လည်းနောက်ထပ်လူတွေထပ်တက်အောင်မှသိကြတယ်ကျုပ်ဆရာကြီးတွေလှုပ်တယ်လို့ခြေပန်းခွဲဆိုပြီးတော့မူလပြန်မှာဖြစ်မယ်ဗျကျုပ်လက်တစ်ဖက်ကမဘဲဝါရုပ်ကလေးကိုကိုင်းနေခြေပန်းခွဲကိုကျုပ်တည်ချာပြင်ပြီးတော့ကိုင်းလိုက်တယ်ဒီတုန်းမှာပဲကျုပ်လက်ထဲကမဖဲဝါကိုပွားရုပ်ကလေးကစက်ကနေလှုပ်သွားပြီးတော့အယုတ်ထဲကနေဖြူဖြူတန်းတစ်ခုပြေးထွက်သွားတော့မြင်လိုက်ရတယ်ဟာမဖဲဝါတိုင်နာကြီးကိုကားရကြီးကိုခွာစည်းထားတာဗျနွားကြီးကလည်းယုံနေသူ့ကိုခွာစည်းထားတဲ့မဖဲဝါကြီးကိုခါချနေတာဗျအရက်10ပေလောက်ရှိတဲ့မဖဲဝါကြီးကလည်းသပင်ဖားလားကြီးကိုချလို့ဟိုတိုင်နွားကြီးကသူ့လက်ဘေးကိုကွေးပြီးတော့သူ့ကိုပေါ်ခွာစည်းနေတဲ့မဖဲဝါကိုဂျိုးနဲ့ဝှေ့နေတယ်ဗျ
ကျုပ်ကတော့ထနောင်းပင်ဘေးကိုထွက်ပြီးတော့အစင်အသင်းကိုရက်နေလိုက်တာဟာတိုင်တော်ဒီကျုပ်ကိုမြင်သွားပြီဗျဒီမှာပဲအတန်နဲ့ကြီးနဲ့နှစ်ချက်ဆင့်တွန်လိုက်တယ်ဗျတိုင်တော်ကြီးကမြေကြီးကိုခွာနဲ့ရက်နေပြန်တယ်ပြီးတော့ကျုပ်စီကိုပြေးဝင်လာတယ်ဗျပြီးတော့ကျုပ်စီကိုပြေးဝင်မဲ့ပုံစံကိုလုပ်နေတာကျုပ်လည်းခါးကိုခေါ်ပြီးတော့အသင်ပြင်းထားလိုက်တယ်နွားရဲ့အာယုံကကျုပ်ဘက်ကိုရောက်နေတော့မှမဖဲဝါရဲ့လက်ကြီးတစ်ဖက်ကလေပေါ်မြောက်တက်သွားတာတွေ့ရတယ်အဲ့မှာပဲနွားကြီးရဲ့ကြောကုန်းကို၃ချက်တီတီရိုက်ချလိုက်တယ်ဗျတိုင်နွားကြီးကလည်းကြောကုန်းကြီးကိုကော့ထွက်သွားဒါအခွင့်အရေးပဲပြေးပြီကျုပ်ပြေးပြီဗျကျုပ်ခုံလိုက်ပြီပြီးတော့စွတ်တယ်ခြေမန်းဝင်းကိုမိမိရဲ့အောင်ဆွတ်ချနိုင်လိုက်တယ်ဗျကျုပ်ဆွတ်လိုက်တဲ့ခြေမန်းဝင်းကြီးဟာနွားကြီးရဲ့လေပြီးမှတွဲလောင်းကြီးဟောနွားကြီးကခေါင်းကြီးငုပ်ပြီးတော့ခါချနေသေးတာမဖဲဝါနောက်တစ်ချက်ထပ်ရိုက်လိုက်ပြန်တယ်ဟောအဲ့ဒီမှာပဲနွားကြီးငြိမ်သွားတယ်ဗျနွားကြီးကတဖြည်းဖြည်းသေးလာတယ်ဗျဟမ်နှတိုးအရွယ်လောက်ရောက်သွားပြီဟောကြည့်နေဟိုနဘောက်အရွယ်ကလေးကိုရောက်သွားတာဗျဟောနောက်ဆုံးတော့ပျောက်သွားပြီဗျကျုပ်မြေကြီးပေါ်ငုံကြည့်လိုက်တော့ကျုပ်ဆွတ်ထားတဲ့ချင်းမန်းကွင်းကြီးအလယ်မှာနွားရုပ်ကလေးတရုပ်ဗျရှွန်းနဲ့လှုပ်ထားတာလားတက်သားနဲ့လှုပ်ထားတာလားကျုပ်မသိဘူးကျုပ်ကကျုပ်ဆရာကြီးရဲ့ချင်းမန်းကွင်းကိုကောက်ယူလိုက်တယ်ဟောမဖဲဝါရဲ့လက်ကြီးတစ်ဖက်ကနွားရုပ်ကလေးကိုကောက်ယူလိုက်ပြန်တယ်ဗျပြီးတော့ပျောက်သွားပြီဗျမဖဲကပျောက်သွားပြီဗျကျုပ်ကချင်းမန်းကွင်းကိုသေးသေးရှာခွေးပြီးတော့လွှဲအိတ်ထဲကိုထည့်သိမ်းလိုက်တယ်မဖဲဝါရဲ့ကိုပွားရုပ်လေးကိုလည်းသိမ်းလိုက်တယ်ကျုံနောက်ကိုလှည့်ထွက်လိုက်တာနဲ့ကြောက်ခနဲ့တံမလေးကကိစ္စပြီးသွားပြီဆိုတာသဘောပေါက်ပြီးတော့တရက်ပင်ကြီးအနောက်ကနေပြေးထွက်လာကြတယ်။ကိုကြည့်တာလေနွားကြီးရောနွားကြီးရှိသေးလား။ကျိုးခေါင်းခါပြလိုက်ပြီးတော့ပြောလိုက်တယ်။အောက်လန်းဆရာတယောက်လွတ်ကြံခဲ့တဲ့နွားရုပ်ကလေးပါကွာ။ဘယ်မှာတော့မဖဲဝါသိမ်းသွားပြီကွာ။ဗျာမဖဲဝါကြီးရောက်လာတာကိုကြည့်တာလေ။အေးဟုတ်တယ်ငါပင်းလိုက်တာ။ငါကဆရာမမဟုတ်တာကြောက်ခဲ့ရဒီတိုက်နွားကြီးကိုငါတယောက်တည်းဘယ်လိုလုပ်နိုင်မှာတော့အဲ့ဒီညကတော့ကျုပ်တညလုံးမေးရပါဘူးကျုပ်တငယ်ချင်းလူကျော်ရဲ့အာသုဘမှာပဲမိုးလင်းသွားခဲ့တယ်ပေါ့ဗျာဒီနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲတင်ဆက်သူကျွန်တော်ဇက်ဖလိန်ပါနားဆင်သူပရိသတ်ကြီးနဲ့မူရင်းစာရေးသူဆရာတာတေကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ